ကော်ဖီရောက်ပါပြီကော်ဖီရောက်ပါပြီနော်မှားထားတဲ့ကော်ဖီလေးတွေရပါပြီဒီကအထုပ်ကလေးတွေပါမှားထားပါတယ်ချုပ်ကလေးတွေကဈေးတင်တော့နည်းငယ်စမ်းတောက်ရှင်တဲ့လူကြတော့အဆင်ပြေနော်ဘူးတွေဈေးလေးတော့နည်းငယ်တက်သွားပါတယ်ဒါလေးကထုတ်က100 gram 100 gram ထုတ်ကလေးတွေဘူးက150 gram 50 gram တော့ကွာပါတယ်ဈေးလေးကွာပါတယ်စမ်းတောက်ကြည့်ခြင်းနဲ့သူကြတော့ဒီလိုထုတ်ကလေးနဲ့အဆင်ပြေပြီနော်တောက်လို့ကောင်းပါတယ်လူညီနောင်ရွာငံကော်ဖီစစ်တွေရောက်ပါပြီပို့ပေးပါမယ်မောက်ထားရဲ့လူဝင်ဟာပြောမှာကြားရတာမဟုတ်ဘူးစီစေနဲ့စိတ်ဆက်ရဲ့ကြီးငါတို့တီတို့တဲ့ချိုးစွာချရဲ့မင်းစကားတဲ့ဆွေးမြေစွာချဲရဲ့